ငြိမ်မပြည့်မီတဲ့ Mobile Legends ကစားသမားတွေလှုပ်တတ်တဲ့အပြုအမူများကဲဒီနေ့တော့ကျွန်တော်တို့ရဲ့အပြင်တစ်လိုင်းကနေပြီး Mobile Legends ကိုအပျော်ဆော့တာပါဆိုပြီးကျန်တဲ့သူတွေကိုပါဒုက္ခပေးနေတဲ့တောက်တလွဲလှုပ်တဲ့ပေါက်လို့ပေးစားတောက်တလွဲလှုပ်တဲ့ပလီယာတွေအကြောင်းကိုခက်တင်းတင်းနဲ့ခက်ဆက်ဆက်လေးပြင်းပေးကြပါရီမှန်တာတွေပြောလို့စိတ်ဆိုးရတာတို့နာရတာတို့ဆိုရင်တော့ဗီဒီယိုလေးကိုစမ်းမကြည့်ဖို့အတွက်အကြံပြုပါရီကြည့်ပြီးလို့စိတ်ဆိုးသွားရင်လည်းဂယုမဆိုင်ပါဘူးနံပါတ်1စိတ်ကောက်တတ်တာငြိမ်မပြည့်မီတဲ့ Mobile Legends ကစားသမားတွေကစိတ်တော်တော်ကောက်တတ်ကြပါရီဘလို့စိတ်ကောက်တာလေးဆိုတော့ပွဲထဲမှာသူကင်ကျင်တာမကန်ရဘူးဆိုရင်ဟီးရိုတွေရှောက်ပစ်ပြီးတော့စေးထိုးတာသွားပြီးတော့ဖိနေတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်လည်းစမ်းမစော်ပဲထွက်သွားတာမျိုးတွေတခါတလေဆက်တော့ဆော့ပါရဲ့တပွဲလုံးကိုယ့်ရဲ့ team ကိုလည်းဆဲဟိုဘက်ကိုလည်းဆဲဆိုပြီးတော့စိတ်ကောက်တတ်တဲ့သူမျိုးတွေဒါမျိုးတွေကငငယ်ကမိခင်တို့ကိုကောင်းကောင်းမစိုးရဘဲနဲ့နိုင်ငံတော်ကပြီးတဲ့မဲလမင်းတို့မုံကိုရေကျဲကျဲနဲ့ဖြော်ပြီးတော့တိုက်ခဲ့တဲ့လူမျိုးလို့ထင်ပါရီ Mobile Legends ဆိုတာကအလွာပေါင်းစုံကလူပေါင်းစုံစော့ကြတဲ့ game မို့လို့စိတ်သဘောထားချင်းတိုက်ဆိုင်ကြမှာတိုက်ဆိုင်မှာဖြစ်တယ်လို့ကောင်းတဲ့သူရောမကောင်းတဲ့သူရောရှိနေပါလိမ့်မယ်ဒီတော့သဘောထားသေးတဲ့ရင် game မစော့ပါနဲ့နံပါတ်1တအားလောင်တတ်တာရှုံးလဲလောင်နေနိုင်တော့လဲကိုနိုင်ခြင်းတဲ့ပုံစံတိုင်းမနိုင်လို့လောင်နေကိုရဲ့ teammate တွေမကောင်းရင်လည်းလောင်နေကိုတိုင်းမကောင်းရင်လည်းလောင်နေကိုကင်ကျင်တာမကန်ရရင်လည်းလောင်နေကိုဟီးရိုတွေ nerf ခံရရင်လည်းလောင်နေဘလို့ပဲဖြစ်ဖြစ်အမြဲတမ်းလောင်နေတဲ့လူစားမျိုးရှိပါတယ်အဲ့လိုလူမျိုးတွေကလည်း Mobile Legends မှာငြိမ်မပြည့်မီတဲ့ကစားသမားတွေလို့ဆိုရမှာပါကိုဖြစ်ချင်တာမဖြစ်ရလို့စိတ်တူတာဒေါသထွက်တာဒါကသဘာဝပဲဆိုပေမဲ့လိုအပ်တာထက်ပိုမလာဘူးတော့လိုပါရီတချို့လောင်နေတဲ့သူတွေကဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုလောက်နဲ့တစ်ဖက်က enemy ကကိုယ့်ကိုလှမ်းပြီးတော့စလိုက်နောက်လိုက်တဲ့ wave play တွေ good game လို့တော့နဲ့အရန်ကိုမှလောင်မြိုက်ပြီးတော့တပွဲလုံးအမားတွေရှောက်လို့အဲ့ဒီလောင်နေစိတ်ကြီးကစိုးမိုးပြီးတော့နိုင်နေတဲ့ပွဲကတော့မှပြန်ရှုံးသွားတာမျိုးဖြစ်တတ်ပါသေးတယ်ဒီတော့ကိုကတအားကြီးလောင်တတ်တဲ့သူမျိုးဆိုရင် Mobile Legends မစော့ခင်မှာပောက်ကွဲတရားရှိတာအကုန်ပောက်ကွဲပြီးတော့မှ Mobile Legends လာကစားပါမဟုတ်ရင်တော့ကျန်တဲ့သူတွေလည်းစိတ်အနှောက်အယှက်ဖြစ်ရပြီးတော့အဲ့လောင်နေတဲ့သူတယောက်ရဲ့အမားနဲ့တွေမဲ့ကျန်တဲ့၄ယောက်အတွက်နင့်နာထိခိုက်ရပါရီနံပါတ်3တာဝါချိုးရတဲ့ game ကိုတာဝါမချိုးပဲ hero ပဲထိုင်ကေးကျင်တာဒါကတော့အခုပြောပြတဲ့ထဲကအစိုးဆုံးအရာလို့ပြောလို့ရပါရီ Mobile Legends ကစားတဲ့သူတွေကနိုင်ကျင်စိတ်တော့ရှိကြတယ်ဒါပေမဲ့နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတိတိကျကျနဲ့မလုပ်ချင်ကြပါဘူးကိုကပွဲကိုတာနေတယ်ဆိုရင် hero key တွေစက်တိုက်ယူဖို့လောက်ပဲခေါင်းထဲမှာရှိနေပြီးတော့တာဝါချိုးဖို့တွေ lane push ဖို့တွေဒါတွေကိုစိတ်ဝင်စားတော့Crystal တရုံးကအရေးကြီးတာလား Hero Key ကအရေးကြီးတာလားဆိုတာတော့မခွဲခြားတတ်တော့ဘဲနဲ့အခွင့်အရေးရရင်တော့မှ Hero ပဲ like ကြီးနေတာမျိုးတွေလည်းကြီးနေတဲ့သူတွေကြုံမှုကြမှာပါဒီတော့ Mobile Legends ကစားတဲ့အချိန်မှာ Hero Key များများယူခြင်းမာတွေဆိုရင်တော့ Classic တို့ Run တို့မကစားပါနဲ့ကိုပါတာကိုဘောနဲ့သွားပြီးတော့ဆော့ပြီးတော့တယောက်တည်း Hero ရသမျှထိုင်ပြီးတော့ကြေးနေပါဒါကပို့ပြီးတော့အကျိုးရှိပါလိမ့်မယ်နံပါတ်4 9ယောက်ဆော့ရတဲ့ game ကို9ယောက်တယောက်ကစားကြတာဒီလူတွေကဘာလာချောင်ကိုပဲကြိုင်မယ်ဆိုတဲ့လူမျိုးတွေထက်အသိဉာဏ်ပူနှိမ့်ပြီးတော့ Mobile Legends ရဲ့ toxic ဖြစ်ဆုံးလို့တော့ပြောလို့ရပါတယ်9ယောက်ကစားရတဲ့ game ကိုကိုယ့်ဘက်ကနေပြီးတော့2ယောက်ပါတီကစားလာတာမျိုးတွေ3ယောက်ပါတီကစားလာတာမျိုးတွေဆိုရင်အဲ့ဒီ2ယောက်3ယောက်နေပဲအတူတူကစားပြီးတော့ channel teammate တွေကိုဖုံးလီတဲ့ငပိရှိတယ်လို့တော့မထင်တော့ဘဲနဲ့ကိုနဲ့အတူတူ invite ပြီးတော့စော်ထားတဲ့သူတွေနဲ့ပဲအချိန်ဖြုံးတတ်ပါတယ်အစိုးဆုံးကသမီးစားစုံတွဲတွေပါကောင်ကလေးက Jungle Hyper လေးကြိုင်မယ်ကောင်မလေးက Angela လေးနာနာလေးကြိုင်မယ်ပြီးရင်2ယောက်ပေါင်းပြီးတော့လှုပ်ချင်တာတွေလှုပ်တယ်ဘွဲရှုံးသွားတော့ channel 3ယောက်ကိုဆဲတယ်ဒါမျိုးတွေကမဖြစ်လဲမဖြစ်သင့်တယ်လို့ပြက်လဲပြက်တဲ့အတွဲတွေပါရီးစားနဲ့2ယောက်ထဲတက်ကပါချစ်ကြည်နူတစ်တီတူးချိန် Mobile Legends မကစားပါနဲ့တခြား game သွားပြီးတော့ကစားပါ9ယောက်ဆော့ရတဲ့ game ကို9ယောက် team work ရှိကစားနိုင်မှုအတွက်လိုအပ်ပါတယ်တငယ်ချင်းတွေနဲ့ invite ပြီးတငယ်ချင်းတွေနဲ့ပဲဆော့ကျင်နေဆိုရင်9ယောက်ရှာပြီးတော့ကစားပါကိုက2ယောက်လောက်ပဲရှိတယ်3ယောက်လောက်ပဲရှိတယ်ဆိုရင် channel public ကိုပြစ်ထားပြီးတော့အစင်မပြေတော့မှအစင်မပြေဘူးဆိုပြီးတော့ထအော်ရာကြီးကလည်းပဲတော်တော်ဆိုးတဲ့အခြေအနေပါ9ယောက်ဆော့ရတဲ့ game ကို1ယောက်ထဲ2ယောက်ထဲ3ယောက်ထဲကစားခြင်းကိုဘာသာတီးတန့် custom run ထောင်ပြီးတော့ကစားပါ brand new classic တွေမှာဒုက္ခမပေးပါနဲ့နံပါတ်5ဘာလာ favorite hero တကောင်ကလွဲပြီးတော့မကိုင်းကျင်တာ Mobile Legends နေမှာကစားကြတဲ့သူတိုင်းမှာကိုယ့်ရဲ့အကြိုက်ဆုံး hero ဆိုတာရှိတယ်လို့ win rate အကောင်းဆုံး hero လည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီ hero ကပွဲတိုင်းနီးပါးကင်လို့ရမယ့် hero မဟုတ်တဲ့အချိန်မျိုးမှာတော့ကိုယ့်ဘက်ကအပြောင်းလဲလုပ်ဖို့လိုပါတယ်တစ်ဖက်က enemy က meta hero တွေဖြစ်တဲ့အရန်ချမ်းတဲ့ကောင်တွေကိုကင်နေချိန်မှာကိုယ့်ဘက်ကကောင်ကတော့သူ့ရဲ့အကြိုက်ဆုံး favorite hero ဖြစ်တဲ့ချောင်ကြီးကိုကောက်ကင်လိုက်တာမျိုးကြုံမှုပါလိမ့်မယ်တစ်ဖက်ကအရန်ချမ်းလို့ကောင်တာ hero တွေစဉ်းစားနေရပါတယ်ဆိုမှအဲ့လိုမျိုးကစားသမားတယောက်ကထပြီးတော့လှုပ်ချင်တာတွေထလှုပ်လိုက်ရင်တော်တော်ခံစားရခက်ပါတယ်တစ်ဖက် enemy ကအရန်ချမ်းတဲ့ကောင်တွေကင်နေပါတယ်ဆိုမှကိုယ့်ဘက်ကစမ်းတို့ချောင်တို့ Eldos လိုမျိုးကောင်တွေထားပြီးတော့ပစ်လိုက်မယ်ဆိုရင်နီးနားရှိလို့ရှိရင်အဲ့ပစ်တဲ့ကောင်တွေကိုမျက်လုံးထဲကိုလက်ညှိုးနေတော့မှထိုးပြီးမှုလိုက်ချင်ပါတယ်အဲ့လောက်ကိုမှစိတ်ထဲမှာဂလိဖြစ်ချင်စရာပါကိုက game ကစားရတာကိုလည်းကြိုက်တယ်ကိုမှ favorite hero လည်းရှိတယ်အဲ့ favorite hero က meta နဲ့မလိုက်ဖက်တဲ့ hero မျိုးဆိုရင်အမြဲတမ်းကင်ချင်မနေပါနဲ့ကိုရိုင်းနီးနဲ့တခြားသော hero တွေကိုလည်းပဲအနေနဲ့အများတော့ကျွမ်းကျင်မှုရှိအောင်လုပ်ပြီးတော့ကိုယ့်ရဲ့ team mate ကိုအထောက်အကူပြုနိုင်မယ်
ကိုယ့်ရဲ့ team ကိုအထောက်အကူမပြုနိုင်တော့မှတစ်ဖက်က enemy ကိုအသာစီးနည်းနည်းဖြစ်များများဖြစ်မဲ့ရမဲ့ hero မျိုးကိုကင်တတ်နေဖို့တော့လိုအပ်ပါတယ်။တကောင်မဲကစားတတ်တဲ့ပွဲတိုင်းမှာအဲ့တကောင်ကိုပဲကင်မယ်ဆိုရင်တော့ Mobile Legends ကိုဖျက်လိုက်တာအကောင်းဆုံးပါပဲ။ပြင်းလာလိုက်တာတော်တော်လေးများသွားပြီဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်ပြစီ။နောက်ထပ်ညံရီမပြည့်မီတဲ့ Mobile Legends ကစားသမားတွေလှုပ်လှုပ်ထားရှိတဲ့အပြုအမူတွေရှိရင်လည်း comment မှာပြောခဲ့ပေးပါအောင်။ဒီဗီဒီယိုကိုနောက်ထပ်ပတ်တူးအနေနဲ့တင်ဆက်ပေးပါအောင်မယ်။နောက်ထပ်လည်းခက်တင်းခက်ပြင်းနဲ့ခက်ဆက်ဆက်လေးပြင်းပြုံးမှာမလို့အပြင်တစ်လိုင်းကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့အောင်ဗျ။နောက်တစ်ပိုင်းမှာအတူတူပြင်းရင်းနဲ့ပြန်ဆောင်ကြပါမယ်။